ကိုလိုချင်တဲ့ပန်နိုင်ကိုဘယ်လိုမျိုးပုံစံနဲ့သွားတင်လဲပေါ့လူတွေကမြင်မတူကြဘူးပေါ့နော်တချို့လူတွေကကြာရှုံးမှုကိုငါမတော်လို့ဆိုပြီးတော့မြင်တယ်တချို့လူကြတော့ဒီကနေတင်ယူစရာရှိတယ်လို့မြင်တယ်အဲ့တော့အဲ့ဒီအတိတ်ပဲပေးရဲ့ပုံစံကပဲသူတို့ရဲ့ emotion ဆုံးဖြတ်ချက်တွေအနာဂတ်လှုပ်ဆောင်ချက်တွေကိုပြောင်းလဲသွားစေရ coach တွေအနေနဲ့ပေါ့နော်ဒီ client ကိုမြင်မိပြတဲ့ question လေးရှိတယ် what makes you feel alive ကိုဘာတွေလုပ်နေရဲ့အချိန်မှာ energy ရတယ်လို့ခံစားရလဲအတိတ်ပဲရှိတယ်လို့ခံစားရလဲကိုအသက်ရှင်နေရတယ်လို့ခံစားရလဲတခါလေကြာရင်လေဆွဆွတို့အရန်တဘိုးကြတဲ့အရာတွေလုပ်နေတဲ့အချိန်ကျအချိန်ကုန်လို့ကုန်မှန်းတော့မသိလိုက်ဘူးဘလို့လို့အချိန်ကုန်သွားရလဲဆိုပြီးတော့မသိလိုက်တဲ့အချိန်တွေအများကြီးရှိခဲ့တယ်အဲ့ဒီနေရာတွေမှာတဲလွန်စားတွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ကိုမေးခွန်းလေးပြန်မေးကြည့်ပါဘာတွေလုပ်နေပြောနေလဲနောက်တစ်ခုကကြတော့ clarity comes from action ဆိုတဲ့အတိုင်းတိတိမွမွားလေးခြေလန်းလေးရနေစပြီးတော့လုပ်တာရှင်လေးစလုပ်တော့မှာပဲ clarity ရလာတယ်အဲ့ဒီကနေမှကိုကပို့ပြီးတော့လမ်းကြောင်းကရှင်းလာတယ်ပေါ့နော်ကိုလိုချင်တဲ့ပန်းနိုင်ကိုရဖို့အတွက်ကို action စပြီးတော့လုပ်ဖို့လိုတယ် action ကနေ clarity ရလာတယ်အဲ့ဒီနေရာကနေတစ်ဆင့်ကိုပိုကောင်းတဲ့ plan တွေကိုစီစဉ်လာတယ်ပေါ့ကိုနောက်ဆုံးမေးလို့ရတဲ့မိကုန်းကဒီလိုအခြေအနေမျိုးမှာကိုဒီနေ့စလုပ်လို့ရမယ်အသေးဆုံး step ကဘာဖြစ်မလဲပေါ့အဲ့လိုမျိုးလေးကနေပြီးတော့ဆွေတို့တွေကိုယ့်ရဲ့ပန်းနိုင်ကိုရှာဖွေတွေ့ရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်